သမီးလေးကသူ့မွေးနေ့မှာသူလိုချင်တဲ့အရာကိုရခဲ့ပေမဲ့အဲ့ဒါကြောင့်ပဲစိတ်ဆိုးဒေါသထွက်ပြီးကြီးကြခဲ့တာပါခရစ်စတယ်ကငါးတွေကိုအရန်ယူသွတ်တာမှုသူမရဲ့10နှစ်ပြည့်မွေးနေ့မှာကျွန်တော်ကသူမကိုငါပြတိုက်ကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ငါးကန်တွေထဲမှာငါးတွေအတွက်နေရာဘယ်လောက်တောင်ချင်းမြောင်းနေလဲဆိုတာကိုမြင်လိုက်ရတဲ့အခါသူမရဲ့အပြုံးတွေပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်ကဘာဖြစ်လို့လဲသမီးလိုမေးတော့သူမကငါးတွေကထောင်ထဲရောက်နေတာဖေဖေထောင်ထဲမှာဘယ်သူမှမပြောနိုင်ဘူးလို့ပြန်ဖြေပါတယ်ပြီးတော့ဆက်ဝိုင်းပုံစံလှည့်ပတ်ကူးခတ်နေတဲ့ငါးမန်းတစ်ကောင်ရှိတဲ့ငါးကန်စီလျှောက်သွားပြီးငါးမန်းတွေကစိတ်ဖိစီးပြီးနာကျင်နေရတဲ့ခါကျရင်ဆက်ဝိုင်းပုံစံလှည့်ပတ်ကူးတက်ကြတာဖြစ်ပြီးသမီးတို့တခုခုလုပ်ပေးမှရမယ်လို့ပြောတယ်သူမဟာအလုပ်သမားတစ်ယောက်စီလျှောက်သွားပြီးငါးကန်ကိုလက်ညှိုးထိုးပြလိုက်တဲ့အဲ့ဒီငါးမန်းနာကျင်နေရတယ်လို့ပြောတော့သူကသမီးလေးကိုခပ်ပေါ့ပေါ့ပဲတစ်ချက်ကြည့်ပြီးငါးမန်းကဘာမှမဖြစ်ပါဘူးလို့ပြန်ပြောခဲ့တယ်သူဘာမှမဖြစ်တာမဟုတ်ဘူးလို့ခရစ်စတယ်ကပြောပြီးငါးကန်ရဲ့အရှိတက်မှာတကယ်ပဲထိုင်ချပစ်လိုက်တော့တာပဲတယောက်ယောက်ကသူ့ကိုလာမကူညီမချင်းသမီးဒီကနေမထားဘူးကျွန်တော်ကသူမကိုတခိုင်းဖို့စူးစမ်းပေမဲ့အဲ့ဒီအချိန်မှာပဲတခြားကလေးတစ်ယောက်ကအနားကိုရှောက်လာပြီးခရစ်စတယ်ကိုဘာလုပ်နေတာလဲလို့မေးပါတယ်သမီးလေးကရှင်းပြလိုက်တော့အဲ့ဒီကလေးကလည်းခရစ်စတယ်ရဲ့ဘေးမှာဝင်ထိုင်ပါလေရောအဲ့ဒီအချိန်မှာကျွန်တော်ကန်ထဲကိုလှမ်းကြည့်လိုက်တော့နေရာချင်းလုံးလို့မှန်ကိုပို့တိုက်မိရာကနေငါးမန်းရဲ့နှာခေါင်းတစ်ခုလုံးအရေပြားတွေပုံပဲပြီးတွေးထွက်နေတာကိုမြင်လိုက်ရလို့ဘာလို့ရမှန်းတော့မသိတော့ပါဘူးအလုပ်သမားကမန်နေဂျာကိုဖုန်းလမ်းခေါ်ပေမဲ့မန်နေဂျာရောက်လာတဲ့အချိန်မှာတော့တခြားကလေး2ယောက်ပါထပ်ပြီးဝင်ထိုင်နေကြပြီးခရစ်စတယ်ကအတန်ကြဲကြဲနဲ့ဒီငါးမန်းနှာခေါင်းကနေတွေးတွေထွက်နေတာကိုဘယ်သူမှဂရုမစိုက်ကြဘူးလို့ပြောလိုက်တဲ့အတွက်အနားကလူတွေအကုန်လုံးလှည့်ကြည့်လာကြပါတယ်မန်နေဂျာကလုံခြုံရေးတွေကိုလှမ်းခေါ်ပေမဲ့ခရစ်စတယ်ကလုံးဝမရွေ့တဲ့အတွက်သူတို့လည်းဘာမှမလုပ်နိုင်ခဲ့ပါဘူးတကယ်လဲတိရစ္ဆာန်လေးတွေကိုတနာဂရုစိုက်တဲ့10နှစ်အရွယ်ကလေးတွေကိုအတင်းအဓမ္မဆွဲခေါ်သွားဖို့ဆိုတာကြည့်ရတာအရန်ရုပ်ဆိုးလုံးတာကြောင့်ပါနောက်ဆုံးတော့မန်နေဂျာကရင်းနေတတဝါဆိုင်ရာတိရစ္ဆာန်စေကူဆရာဝန်ကိုလမ်းခေါ်လိုက်ရပါတယ်ဆရာဝန်ရောက်လာတဲ့အခါမန်နေဂျာကဒီကလေးတွေကိုငါးမန်းကဘာမှမဖြစ်ဘူးဆိုတာပြောပြလိုက်စမ်းပါလို့အတန်ကြဲကြဲနဲ့ပြောတယ်ဒါပေမဲ့ဆရာဝန်ကတွေးထွက်နေတဲ့နှာခေါင်းကိုတစ်ချက်ပဲကြည့်ပြီးတော့ဒီကလေးမလေးတွေပြောတာမှန်တယ်ဒါတိရစ္ဆာန်တွေကိုညှဉ်းပန်းနှိပ်စက်ရရောက်နေတာပဲဒီငါးမန်းကိုနေရာပြောင်းပေးရမယ်မဟုတ်ရင်ဒီငါးပြတိုက်ကိုကျွန်တော်တိုင်လိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်မန်နေဂျာမျက်နှာတစ်ခုလုံးညီညအန်သွားပြီးသမီးလေးကတော့ပြုံးရက်နဲ့တခြားကလေးတွေကိုလက်ဝါးချင်းရိုက်လို့အောင်ပွဲခံနေခဲ့ပါတယ်အဲ့ဒီနေ့ညနေခင်းမှာတော့ငါးမန်းကိုရွှေ့ပြောင်းမဲ့ရေကန်ကားပေါ်ကိုတင်နေတာကိုကျွန်တော်မပြတိုက်ရဲ့ကားပါကင်ကနေထိုင်ကြည့်နေခဲ့ပြီးခရစ်စတယ်ကတော့သူမရဲ့လက်လန်းပြနှုတ်ဆက်နေတဲ့မြင်ကွင်းကိုကြည့်ရင်းပေါ့